ဒါလေးကခွေးသေးဝတ်သေးခွေးတို့မြေဖြစ်ပါတယ်နော်ခွေးသေးဝတ်သေးခွေးတို့မြေမှာဒါကျွန်တော်တို့စကန်သိမ်းထားတာဖြစ်ပါတယ်စစ်စေးချက်မဟုတ်လေစာအုပ်တရင်မှုဒူရင်မှုစစ်စေးချက်မဟုတ်လေစာအုပ်တို့ဒီမှာရှိရစင်းရနေကြနော်ဒါခွေးသေးဝတ်သေးခွေးသေးဝတ်သေးခွေးတို့မြေရောကင်းစရာရောထက်ကင်းစရာလေလားထဲဒါခွေးမျိုးခွေးတွေရဲ့ကဲကောက်စရာရှိရလဲကောက်ကြအောင်တကားရရအောင်မပါဘူးကျွန်တော်ဒီနေ့ကခွေးသေးဝတ်သေးခွေးတို့မြေတစ်ချက်လာရှိုးတာဗျnoခွေးဒီစကားနေပြည့်စုံလာလို့ဒီဆိုလုံးရင်းကြီးရဟုတ်ပါဘူးပြေးကျင်တော့မရဘူးအကုန်သိတာပဲနော်အတိတ်မပြတ်ပါဘူးနော်ခွေးသေးဝတ်သေးခွေးတို့မြေဖြစ်ပါတယ်အရှိတောင်တိုင်းစစ်ဌာနချုပ်ကြီးဆောင်ဖို့တဲ့တတိတဲ့တမန်နဲ့ညံမြေကရုတ်တဲ့ပညာစွမ်းခြုံကဲ့သို့အုပ်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ PDF တွေသူတို့အားလုံးအုပ်သွားတာပါတတိတမန်တတိတမန်ညံမြေကရုတ်သူတို့ဘာသောက်တတိမှမရှိဘူးသူတို့ပထိုးခိုင်းတိုင်းလောက်နေတာခွေးသားတယ်နော်ဘာကောဟုတ်မှာကြီးဆိုစာရေးတော့ဆက်ရှိုးဘယ်သူမှမဖတ်ဘူးမနော်ဒါကျွန်တော်356တရင်ဒါခွေးတို့မြေပါခွေးတို့မြေဆိုတော့မကြပါဘူးအဲ့ခွေးတွေပြေးစို့လေးဆိုတဲ့အတိုင်းပဲပြေးရတော့မှာပါနော်ဒါခွေးတွေနေတဲ့နေရာဖြစ်ပါတယ်လူတွေတော့မရှိဘူးပေါ့ဗျာကျွန်တော်လူတွေအခုတိန်းလာတာအခုမှရောက်လာတာခွေးတွေဝတ်တွေခွေးတို့မြေဟိုမှာပါနော်ဒါနွားမနဲ့တန်မိုးရှိပါသေးတယ်နော်မင်းအောင်လည်းနွားလောက်ကိုတန်မိုးရှိကျွန်တော်တို့ခွေးတွေကိုချီမုန်းတဲ့ဇာကားမျိုးရိုက်မလို့ကျွန်တော်တို့ခွေးညီလေးတွေနဲ့လူလာကောက်တာဖြစ်ပါတယ်ဟိုရောက်တော့ဝင်လာထည့်တယ်ရမောက်ပါရှိလားမသိဘာမှတော့မရှိစီရင်ချောင်းထားရစီဘာလုပ်နေလဲဦးရဲ့ဦးရဲ့ဘာလုပ်နေလဲဒီကောင်လေး356မှာမရှိမလားနဲ့ပြေးရတာနော်သင်္ကန်းကြီးကောင်355 356 359ယူဟာကြတော့မရှိမလားနဲ့ပြေးခဲ့ရတယ်ဘွားကြီးပေါ့ဟုတ်ဒါဘူးဟိုင်းတောင်းလို့ဟုတ်ဒီကောင်ရဲ့ကျိုးဒီမှာတက်လိုက်ဒီမှာတော့လေဒီနေနဲ့ပါစကားလားဒီကောင်ရဲ့ကျိုးဒီမှာရအောင်စကားပလာနဲ့ချုပ်ပါနဲ့ချုပ်ဒီကျိုးဖြုတ်ပြီးအဲ့မှာတက်ကြည့်ပါဦးစခွေးဘယ်လောက်ဒီစီကန်းရှိလဲမရှိလဲကျွန်တော်ရဲဘော်တွေချက်လာကြည့်လိုက်ဒီတော့ခွေးတွေလိုတော့ကောင်းပါနော်စီးနဲ့ကန်းနဲ့အကုန်နေကြတာဖြစ်ပါတယ်မှာပါစခွေးတွေနေတဲ့နေရာပါနော်ကျွန်တော်တို့အိမ်သာတာအဆင့်ပဲရှိပါတယ်အိမ်သာတောင်ကျွန်တော်တို့ဒီထက်10စားတော့တတ်မှာဗျခွေးသားတွေနေတဲ့နေရာဖြစ်ပါတယ်ဒီမှာမှတ်တမ်းတွေအများကြီးပဲဦးရဲ့ဒီမှာမှတ်တမ်းတွေအများကြီးပဲဟောမှတ်တမ်းဦးပြပြပဲနော်ခွေးရောက်တယ်တိစားပေါက်လိုက်ပါလေကိုဘာရှိုးနေလဲကိုခွေးတွေရဲ့အနေထားကိုရှိုးနေတယ်ခွေးတွေဘလောက်တော့မှဒုက္ခဆင်းရဲဒုက္ခခံပြီးတော့ခွေးပြေးဝက်ပြေးရတယ်ဆိုတဲ့အနေထားကိုရှိုးနေတာခွေးတွေကခွေးလိုပဲနေရနော်ခွေးလိုတော့မပြေးနိုင်တဲ့ဘဝဖြစ်ပါအဲ့လိုပြောတာသူတို့ဘဝခွေးတွေသွားတာပေါ့ခွေးတွေတော့မတည်နိုင်တဲ့ဘဝဖြစ်သွားတယ်ခွေးလိုတော့တိတ်ခါကြီးမတည်သွားနိုင်ဘဝအဲ့လိုအနေထားကိုလည်းရှိုးတာဟာလာသမောမကျစစ်တီတော့ကျင်းဝေး60ဆိုတဲ့စလုံးလေးကမပြတ်သေးဘူးခဏနေကွာအဲ့လိုက်ရမြင်မကောင်းဒီမှာအောင်အဲ့လိုက်ရမြင်မကောင်းအဲ့လိုက်ရမြင်မကောင်းခွေးတီတော့ကျင်းဝေး60နော်စစ်တီတော့ကျင်းဝေး60လောက်မဆောရရင်ရောဆရာကိုလေဟုတ်ပါပြီအဲ့ဒါလေးကိုဘယ်လိုလုပ်ချင်လဲကွာပြည့်တယ်အဲ့တော့အောက်ပါပဲရှိတယ်
အောက်မှာပဲရှိတယ် အဲ့ဒါအောက်မှာပဲရှိတယ် 6လေး6လို့ဖြတ်လိုက်ပါ အောက်မှာပဲရှိတယ်အာ ဆုံးဆောက်ရမိုက်တော့ကွာ ဒါလေ60အဲ့ဒီတော့ကျင်းဝင်60ဟဲ့ဘာဖြစ်လဲအောက်မှာပဲမှောက်ထားလိုက်